ပါသည်သရုပ်ထားနှစ်တွင် Oxford Responsion Cambridge Literature ခေါ်စာမှုဝင်းများမှာလွယ်သည့်ကြား၍ Oxford Cambridge မြို့များသို့တွားပြီးအလွတ်ဆရာများနှင့်တွားတင်ပါသည်တို့ရာတွင်လန်ဒန်တွင်ကျန်ခဲ့သောအပြိုလေးကိုအောင်းမေသောကြောင့်မကြာလန်ဒန်သို့ပြန်သဖြင့်စာမွေးပွဲဝင်နိုင်တော့သောအခြေအနေမရောက်ပါဤသို့ကျွန်တော်ငွေဖြုံးနေသောနှစ်များတွင်မြန်မာပြည်တွင်စပါးစည်းများကြသဖြင့်ကျွန်တော်နှင့်မိဘများ၏လေယာများမှာချစ်တီးများလက်သို့ရောက်ကုန်ကြပါသည်ကျွန်တော်ဖြုံးလိုက်သောငွေများကမနှဲပြီနောက်ဆုံးမိဘများသည်ကျွန်တော်ထံသို့ငွေမပို့နိုင်ကြတော့ပါကျွန်တော်မှာအခက်ကြုံပြီးလျင်ဘီလက်ရှိမိတ်ဆွေများထံမှငွေချေးကအပေါ်ဆုံးသင်္ဘောနှင့်မြန်မာပြည်သို့ပြန်လာပါသည်မြန်မာပြည်ပြန်ရောက်၍တောသို့သွားတော့အခါကျွန်တော်မိဘများမွဲနေသည်ကိုတွေ့ရပါတော့သည်အားလုံးပင်ကျွန်တော်ကိုမြင်နေဒေါသဖြစ်ကြပါသည်ကျွန်တော်ဖြုံးသောကြောင့်ကျွန်တော်မိဘများမွဲကုန်သည်ကိုမြင်ရတော့အခါကျွန်တော်ငုံမိပါသည်တို့ရာတွင်ဘာမှမတတ်နိုင်တော့ပါကျွန်တော်အခုအလုံးလက်မဲ့ဖြစ်နေပါသည်ကျွန်တော်ကဲ့သို့သောဘီလက်ပြန်နာမည်မျိုးကိုမယူချင်ကြရင်ရေးသားလိုက်ရပါသည်သိပ္ပံမောင်ဝ1935ခုနှစ်ဧပြီကြီးပွားရေးမဂ္ဂဇင်း